ဒရာဂိုကစစ်ရဲ့ပြဿနာကိုရေရာမသိတာကြောင့်မကူညီတဲ့အခါစစ်ဟာဒရာဂိုဖင်ကိုစောင့်ကန်ပြီးတော့သူ့လည်းပင်ကိုကြိုက်ထားတဲ့ပုံစံဟန်လို့ခိုင်းလိုက်ပါတယ်ကားတို့ရောက်လာတော့စစ်ကကြားပါဇက်တွေရောက်နေတာကြောင့်ကားတို့ကလက်လျှော့ပြီးတော့လှည့်ပြန်သွားပါတော့တယ်ကားတို့ပြန်သွားတဲ့စစ်ကဒရာဂိုပါဇက်ထဲကနေလှုပ်ပေးဖို့တောင်းဆိုပေမဲ့ဒရာဂိုကလွတ်မပေးခဲ့ပါဘူးစစ်လဲရအောင်ယုံရင်မန်နီယေလို့អော်လိုက်တော့ဖရန်ရောက်လာပြီးတော့သွားကြအောင်လို့ပြောတော့မှဒရာဂိုကစစ်ကိုလွတ်ပေးလိုက်ပါတယ်သူတို့ရေခဲတောင်ကြားတွေကနေခီးဆက်ခဲ့ကြရင်တဖြည်းဖြည်းစောင်းဟာတီကိုရောက်ကနင်းတွေလည်းထူထပ်လို့လာခဲ့ပါတယ်နင်းတွေကလမ်းလျှောက်ဖုံးလွှမ်းနေပြီးတော့ရေခဲမှတ်ကိုတောင်ရောက်လာခဲ့ပါပြီလမ်းမှာမထေမဲ့ပဲဒရာဂိုကဖရန်တို့ထက်အရင်တောလိုက်မိုးဆိုးဖွဲ့ကိုမြင်လိုက်ရပါတယ်ဖရန်တို့မြင်သူ့ကြံနေပြတ်သွားမှာဆိုတာကြောင့်ဖရန်တို့လမ်းလွဲခေါ်ဖို့ဖြတ်လန်းကသွားမယ်ဆိုပြီးတော့စီးယုံလိုက်ပါတော့တယ်ဒီလမ်းရှိရောက်သွားလို့ရှိရင်သွားရင်နဲ့ခဲတီကြလိမ့်မယ်ငါတို့နှိမ့်မုံတိုင်းမလာခင်အခုရေခဲတောင်ကြားလမ်းအမြန်ကြော်ပြီးတော့ဒီဖြတ်လန်းသွားကြမယ်လို့ပြောကသူတို့ကြောက်ရှိရာဘက်ကိုမြားခေါ်သွားပါတယ်ဒီချိန်ရေခဲတောင်ရေခဲဆုံးပြိုကျပြီးတော့တောင်းသွားထွက်ပြေးကြပါတယ်ရေခဲတွေကလမ်းမှာပိတ်မိနေကြကြောင်းဒရာဂိုခေါ်တဲ့ဖြတ်လန်းလိုက်ဖို့ဖရန်ကသဘောတူလိုက်ပါတယ်ဒရာဂိုဖရန်စစ်တို့ဟာရေခဲကူထဲကနေဖြတ်ပြီးတော့ပျော်ပပခီးဆက်ထွက်လာခဲ့ကြပါတယ်လမ်းမှာလည်းခက်ခဲတွေကြုံတွေ့ရပြီးတော့တယောက်လည်းဘေးမှာကူကြတဲ့ကလေးကိုချော့မြူထိန်းချောင်းကတန်ရုံးစင်တွေတိုးခဲ့ကြပါတယ်ကူကြီးရဲ့တနေရာမှာတော့လူသားတွေဆွဲထားတဲ့နိုင်မကြီးတွေကိုတွေးလိုက်ရတာပါစစ်ကကလေးကိုပကြီးထဲမှာပါတဲ့ကြားတွေကြောင်းရှင်းပြရင်နဲ့မန်မွန်စေအောင်စုကြောင်းတရုပ်ဖော်ထားတဲ့ပကြီးကိုတွေးလိုက်ရပါတယ်မန်နီဒီစင်ကြီးကမင်းနဲ့တူလိုက်တာမဟုတ်ဒီကောင်ကမင်းမဲလို့ပြောတဲ့အခါဖရန်ကလာကြည့်ပါတယ်မန်နီတွေ့လားမန်မွန်စင်နေအခုလိုအုပ်စုနဲ့နေရမှာလीကွာမိမယူရမှာပြီးတော့ကလေးမွေးရမှာဘလောက်ပြောကြကောင်းလဲလို့ပြောတော့ဒရာဂိုကဖရန်ဝမ်းနေတဲ့ပုံပေါ်နေရမြင်တော့စစ်ကိုဒေါ်တော်ဆန်ပြောနေလို့អော်လိုက်ပါတယ်ဖရန်ကနန်ကပုံနေကြည့်ပြီးတော့သူ့ဖြစ်ကိုမြင်အောင်သွားပါတယ်အရင်ကဖရန်တို့မိသားစု3ယောက်ပြပြပပနေခဲ့ကြပြီးတော့တနေ့မှာတော့လူသားအမဲလိုက်အုပ်စုဟာဖရန်တို့မိသားစု3ယောက်ကိုရန်မှုကတိုက်ခိုက်ခဲ့ကြပါတယ်ဖရန်ကသူ့ကလေးနဲ့စင်မာလေးထွက်ပြေးနိုင်မှုကာကွယ်ပေးခဲ့ပေမဲ့လူသားတွေရဲ့တပ်ဖြတ်မှုကိုခံခဲ့ရပါတယ်ဖရန်ဟာသူ့ဖြစ်ကိုအရန်ဝမ်းနေနေတဲ့အချိန်မှာကလေးလေးကဖရန်ရဲ့ပကြီးပုံလေးကိုလက်နဲ့ပုတ်ပြီးတီးသူတို့နဲ့ကိုင်းကြည့်လိုက်ပါတယ်ဖရန်ကသူ့ဖြစ်လို့ပဲမိသားစုနဲ့တူတဲ့ကလေးလေးကိုအဆုံးထိကာကွယ်မလို့စိတ်ကူးကသူကောင်းမော်တင်းပြီးတော့ခီးဆက်ခဲ့ပါတော့တယ်။နင်းတွေကထူထပ်လာပြီးတော့ရှေးကိုတော်မှဘာမှတဲကွဲကွဲမမြင်ကြတော့ပါဘူး။ဒေါ်လိုက်မုံဆိုးဖွဲကကလေးကိုရှာခဲ့ကြပြီမဲ့ဒီလိုအေးခဲတဲ့ရေခဲကြားမှာကလေးကအသက်ရှင်ရရှိဖို့ဘလို့မှမဖြစ်နိုင်တာကြောင့်လက်ဆော့ကပြန်ခဲ့ကြပါပြီ။ဖရန်တို့ဖွဲကရေခဲတောင်ကြားလမ်းကိုအောင်မြင်ဖြတ်လာနိုင်ခဲ့ပါပြီ။ဒါကြောင့်ဖရန်ကဒရာဂိုကိုဖြတ်လန်းပြပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးတော့အရင်ကတန်တရားဝင်မိတာအတွက်လည်းတောင်းပန်ခဲ့ပါတယ်။သူတို့ရေခဲတောင်ကြားလမ်းကနေဆက်သွားခဲ့ကြတော့ရေခဲတွေဖုံးလွှမ်းနေတဲ့ချော်ရီမြစ်ဟာပွက်ထွက်လာတဲ့ချိန်နဲ့ကြုံခဲ့ကြပါတယ်။ချော်ရီတွေပွက်ထွက်ကသူတို့ရှောက်နေတဲ့ရေခဲပြင်ဟာပူချိန်ကြောင့်အကုန်ကျိုးကြကုန်ကြပါတော့တယ်ဖရန်တို့ဟာချော်ရီပူတွေနဲ့လွတ်ရအောင်ခုံပြေးကြရင်ဖရန်ဟာအရင်ဆုံးမခုံတတ်တဲ့စစ်ကိုနှမောင်းနဲ့ယူပြီးတော့လွတ်ရကိုပြစ်ထည့်လိုက်ပါတယ်ပြီးမှကလေးနဲ့ဖရန်ကခုံကူးပြီးတော့ချော်ရီပွက်တဲ့နေရာကနေလွတ်လာခဲ့ပါတယ်ဒရာဂိုကလည်းခုံကူးခဲ့မယ်ကံမကောင်းတော့မမိပဲရေခဲကမ်းပါဆုံးမှာတွဲလောင်းဖြစ်နေခဲ့ပါတယ်ဖရန်ကတော့သူမကင်ဒရာဂိုတေမာဖြစ်တာကြောင့်ရအောင်ကဲဖို့အတွက်ကဘာဆုံးကိုတိုးကဒရာဂိုသူနှမောင်းကမ်းပေးလိုက်ပါတယ်ဒါပေမဲ့ဖရန်ရှေ့ကိုတိုးလို့မရပါဘူးသူတိုးလိုက်တာနဲ့ရေခဲအဆုံးကကျိုးကြတော့မှဖြစ်ပါတယ်ဒါမှလည်းရအောင်ကဲဖို့ကြိုးစားနေဒရာဂိုလည်းဖရန်နှမောင်းကိုလမ်းဆွဲလိုက်ပါတယ်နှမောင်းဆွဲပြီးတော့ဖရန်ကဒရာဂိုဆွဲရန်ကလွတ်ရပြစ်ထည့်လိုက်ပေမဲ့သူကိုယ်တိုင်ကတော့ကျိုးကြသွားတဲ့ရေခဲလုံးနဲ့တူချော်ရီမြေထဲကျသွားခဲ့ပါတော့တယ်အသက်ဘေးဘီမိတ်ဆွေကိုကယ်တင်ခဲ့တာသိလိုက်ရတော့စစ်နဲ့ဒရာဂိုကအရန်ကိုအံ့ဩကြသလိုပြုတ်ကျသွားတော့မြင်ပြီးတော့ဝမ်းနေနေကြပါတော့တယ်ကံကောင်းကျွန်တော်ဖရန်ဟာချော်ရီပွက်တဲ့အချိန်နဲ့ပြန်ပြီးတော့တက်လာက